ရာမီရရကန်ရီချိုစက်သိထိုရသိမြဟိမဝန္တာသူပြန်ပြီးနော်ဗတ္တဝတိကရွာနီးတရက်ပင်စိတ်ကြောင်းအနီးငကားဆိုလက်စွာဖျားဤတပြည့်တော့ရှင်သာကတမတိရဲ့ဗတ္တဝတိကရွာနီးတရက်ပင်စိတ်ကြောင်း၌ငကားဆိုဤတကောင်ကိုမိမိတန်ကိုပင်နှိမ့်ရင်းဆုံးမလိုက်အရှင်သေးမြတ်ဤဗုဒ္ဓတန်ကိုတည်င်းသည်ကောတင်ပြီးတပြီလုံးတို့လှန့်ကျဲသွားရပြည်သူလူသည်ထေမြတ်ကိုအလွန်ကြည်ညိုကြလျက်သရာတရားပင်ထူးခြားအနွယ်အရက်စေစားကိုစကတ်ကြသည်တို့ရနှင့်လူတို့စကတ်တိုင်းသရာတရားကိုငဲ့၍တောက်ခေရသောအရှင်သာဂရမထေမြတ်သည်ကျောင်းပြန်လန်းတွင်မြို့တကားဝါ၌ကိုရုံးကြီးလဲကြနေတော်၏အရှင်ထေမြတ်ကိုတန်ကားအဖွဲ့ကသစ္စာတန်ပွဲပူဇော်ချီးမွမ်းမင်မြတ်စွာဘုရားဘတ်သို့ပွေ့ချီခေါ်သွားကြ၏ဘုရားရှိသူချွတ်ထားသောအခါ၌ပင်ထေမြတ်၏ခြေတော်ကြီးသည်မြတ်စွာဘုရားဘတ်သို့သာဆန့်တန်းနေသည်ထိုအခါမြတ်စွာဘုရားကတန်ဝေကအေးအေးပင်မိန့်တော်မူ၏ယခုတာဂရမထေသည်ငကားမပြောတော်နဲ့နိုင်တော်မူရေးမွေးတော်မှမနိုင်တော့ဘူးအရက်သေးစားတောက်စားလျင်ပါစိတ်အပတ်တင့်စေတတ်၏ထို့နောက်မြတ်စွာဘုရားကတန်ခါအဖွဲ့အတွက်စီးမြင့်စေတခြားချိဆွတ်တော်မူ၏တန်ခါတော်များအရက်သေးစားမတောက်ကြပဲတတိတောင်တင်း၍အာယုံဆောင်ကြပါစေထိုအခါမှစတင်၍အရက်သေးစားတောက်ခြင်းသည်ဗုဒ္ဓတန်ခါအတွက်တားမြစ်စီမင်းတော်အဖြစ်အစဉ်တိုင်းတင်သတ်မှတ်ခံရ၏တောတဲ့အလယ်၌တံဝေကအေးမြာထံပင်တိတ်တိတ်လာပါတကယ်သို့လေတကားနှင့်တောတန်တို့သည်အေးချမ်းအနားယူသွားကြ၏ထို့ကြောင့်အရက်သေးစားတောက်စားခြင်းသည်အလွန်မှကြောက်စရာကောင်းလာ၏ကျွန်တော် channel လေးကို subscribe နေပြီးအားပေးပါအောင်ဖျားဟောဖီစင်တူဆက်တင်ပေးပါကြ comments လေး man ခဲ့ပေးပါအောင်ကျွန်တော်တင်သမျှဇလန်းထဲမှာအမားပိုင်းခွင့်လွှတ်ပေးပါခင်ဗျာအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ